ကျွန်တော်နာမည်ပြန်ကြည့်လာဖို့အတွက်ကိုတိတောက်ကိုပြင်ပြီးတေးချင်းအောင်ဆောင်တဲ့အစီအစဉ်ကိုချခဲ့တယ်။ခေါင်းတလားချန်ကအီငင်းတေးချင်းအောင်ဆောင်ပြီးတင်းချိုင်းကုန်းကနေခန်းနာတဲ့အပြန်လန်နဲ့လူတိုင်းရဲ့သတင်းကောင်းကြီးပိုင်းမှာနေရာပြန်ယူဖို့ကျွန်တော်ပြင်ဆင်ခဲ့တာပါ။ကျွန်တော်ရဲ့ဇာဝနာညမှာမိသားစုတွေတငယ်ချင်းတွေအားလုံးရောက်လာကြတယ်။ထိတ်တန်းမင်းသားဟောင်းတယောက်အတွက်သူတို့တွေအားလုံးဝမ်းနည်းပူဆွေးနေကြတာပါ။စခရက်အကြီးကြီးပေါ်မှာကျွန်တော်ရဲ့ဟောင်းသားနဲ့ပြသက်ကွက်တွေကိုပြသနေချိန်မှာတလောကလုံးမှိုင်းညို့နေတယ်လို့ပဲ။ဒါပေမဲ့ခေါင်းတလားထဲမှာတော့ကျွန်တော်ဟာအေးအေးဆေးဆေးပါပဲ။ကျဲတွေပါတဲ့မျက်နှာချက်မုံတွေနဲ့အရက်တွေအပြည့်အရှိတဲ့စိတ်ကြိုက်စမားယူထားတဲ့ခေါင်းတလားထဲမှာလဲရောင်းရင်ကိုဇာဝနာကို live ကြည့်နေခဲ့တယ်။ကျွန်တော်ရဲ့အကွက်ကအရန်အောင်မြင်ခဲ့တာသတင်းဌာနတိုင်းကဒါကိုဖော်ပြနေကြပြီအပြင်ကလူတွေကျွန်တော်ကိုအတီးမှတ်ပြီးငိုယိုနေတာကိုကြည့်ရင်ကျွန်တော်မနဲ့အောင်အီပြီးရင်းနေခဲ့ရတယ်ပရိသတ်တွေကလည်းတယောက်ပြီးတယောက်ဝမ်းနဲ့ကြောင်းကြီးရေးနေကြတာမြင်တော့ကျွန်တော်ရဲ့စိတ်လှုပ်ရှားမှုကအထွတ်အထိပ်လို့ရောက်သွားခဲ့တယ်ဒါကိုအောက်ဝဲခံဖို့ခွက်ထားတဲ့ဘောကပလင်းကိုထောက်တောက်ပြီးကနေခဲ့မိတယ်ဇာဗနကချောချောမောမောပဲပြီးသွားတယ်ဒီစီဇန်ကိုထိတဲ့တူတဲ့တော်သူဖြစ်တဲ့ကျွန်တော်ရဲ့မန်နေဂျာကကျွန်တော်ကိုပြန်တူးထုတ်ဖို့ဂေါ်ပြားနဲ့ပြေးလာခဲ့တယ်ဒါပေမဲ့တစ်စက္ကန့်အတွင်းမှာပဲအရာအလုံးပြောင်းပြန်ထိသွားခဲ့တယ်သူမြေပြင်ပေါ်မှာလဲကျသွားတာကိုမြင်လိုက်ရတဲ့အချိန်မှာကျွန်တော်လုံးဝထုံကျင်သွားခဲ့တယ်ဘာလို့လဲဆိုတော့ကျွန်တော်တေးချင်းအောင်ဆောင်နေတာကိုသူတယောက်ပဲတည်တာလေသူအသက်ရှင်နေရင်တောင်ဆေးရုံမှာလာနေကြီးချာနေဦးမှာဆိုတော့ကျွန်တော်ဒီမြေပုံအောက်ကနေဘယ်တော့မှပြန်ထွက်နိုင်တော့မှာမဟုတ်ဘူးကျွန်တော်ကိုအတင်းတင်းညံအောင်ထိမ့်လိုက်တယ်ပထမဆုံးရဲကိုဖုံးဆက်ဖို့စဉ်းစားမိပေမဲ့အဲ့ဒီလိုလုပ်လိုက်ရင်ကျွန်တော်ရဲ့အစီအစဉ်တွေအားလုံးပျက်စီးသွားမှာကိုသိနေတယ်ဒါကြောင့်ဖုံးဆက်ဖို့လက်လျှော့လိုက်ပြီးတကယ်ချင်းတွေစီတယောက်ပြီးတယောက်အကူအညီတောင်းခဲ့တယ်မိသားစုမိတ်ဆွေအနည်းဆုံးတယောက်ယောက်ကတော့ကျွန်တော်ကိုယုံကြည်မှာပါလို့မျှော်လင့်ခဲ့ပေမဲ့ဘယ်သူကမှမယုံကြဘူးအခုလေးနဲ့မင်းမြုပ်လိုက်တဲ့သူကဖုံးဆက်နေတဲ့ဆိုတာဘယ်သူကယုံပါလဲအဲ့ဒီအချိန်မှာကျွန်တော်တကယ်ပဲစိတ်သက်သာသွားခဲ့တယ်ကိုဘာသာကိုဒီလောက်ဆိုးတဲ့ထောင်ချောချဲပိတ်မိအောင်လုပ်မိလိမ့်မယ်လို့တခါမှမတွေးခဲ့မိဘူးအဲ့ဒီအချိန်မှာလဲကျွန်တော်ရဲ့လက်ထောက်မာလီကိုသတိရသွားတယ်သူမကတော့ကျွန်တော်ကိုယုံကြည်မှာပါဆိုတဲ့နောက်ဆုံးမျှော်လင့်ချက်နဲ့ဖုံးဆက်လိုက်တယ်ဒါပေမဲ့ရလက်ကတော့တခြားသူတွေလိုပါပဲသူမကဒါကိုအရင်ရွံ့နဲ့ကောင်းတဲ့နောက်ပြောင်တဲ့တခုလို့ထင်နေခဲ့တာဒါနဲ့ကျွန်တော်လဲစကားနဲ့ရှင်းမပြတော့ဘူးဗီဒီယိုကောခေါ်လိုက်တယ်ကျွန်တော်မျက်နှာကိုမြင်လိုက်တဲ့အချိန်မှာသူမတုံလွတ်သွားခဲ့တယ်အစကနေအဆုံးထိသင်ချာရှင်းပြလိုက်တော့မှသူမယုံသွားပြီးသင်ချိုင်းကိုချစ်ချင်းလာမယ်လို့ပြောခဲ့တယ်အဲ့ဒီအချိန်မှာကျွန်တော်အသက်ဝဝရှူနိုင်တော့ပါတော့တယ်အနည်းဆုံးကျွန်တော်ကိုယုံကြည်ပေးမဲ့သူတယောက်ရှိသေးတာပဲဗျံရမယ့်ကြော်ကြားမှုတွေအာယုံစိုက်မှုတွေကိုတွေးရင်အောင်ပွဲခံဖို့ဗော့ကာဘလင်းကိုနောက်တစ်ကြိုက်တောက်လိုက်တယ်ပြီးတော့ခေါင်းတလားထဲမှာလဲရောက်ရင်သူမလာခဲ့မှာကိုစောင့်နေခဲ့တယ်ဒါပေမဲ့ကျွန်တော်ဘလောက်အချိကြာအောင်စောင့်ရမယ်ဆိုတာမသိခဲ့ဘူးစောင့်ရင်နဲ့သူမလာမခဲ့ဘူးအဲ့ဒီအစားစိတ်ချမ်းသာရေးစေးုံကနေကျွန်တော်စီဖုံးဝင်လာတယ်ဖုံးထက်ကသူနာကဒီအမျိုးသမီးလူနာနဲ့ခမရဘာလို့တလဲလို့မေးတယ်အကြောင်းရင်းကတော့သူမဟာဂေါ်ပြားတစ်ကြောင်းနဲ့တင်းချိုင်းနဲ့ရော်ပြီးသူအသက်ရှင်သေးတယ်လို့အော်ဟစ်ပြီးကျွန်တော်မြေပုံကိုတိုးဖို့စူးစမ်းခဲ့လို့တယ်ကံကောင်းကဖာပဲတင်းချိုင်းဆောင်တွေကအချိန်မီတွေ့သွားပြီးသူမကိုရိုက်ရညဖမ်းပြီးစိတ်ချမ်းသာရေးစေးုံကိုပို့လိုက်ကြတယ်အဲ့ဒီစကားကိုကြားလိုက်တဲ့အချိန်မှာကျွန်တော်အရာအလုံးကိုအမြန်ဆုံးရှင်းပြဖို့စူးစမ်းခဲ့တယ်ဒါပေမဲ့မထူးကြပါဘူးဖုံးထက်ကသူနာကလည်းကျွန်တော်ကိုအယူတရောင်လို့ထင်ပြီးဖုံးချပြလိုက်တယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ရဲ့နောက်ဆုံးမျောလင်းချလေးပျောက်ဆုံးသွားခဲ့တယ်ကျွန်တော်နှလုံးသားဟာတစ်ခုလုံးအေးဆက်သွားခဲ့ပြီဒီကောင်းတလားကြီးကလည်းတဖြည်းဖြည်းတေးနေလာသလိုပဲကျွန်တော်ကိုအတင်းဖိညတ်ထားပြီးအယူတရောင်တွန်းပို့နေသလိုပါပဲဒီမြေပုံအောက်ကနေဘယ်တော့ပြန်ထွက်နိုင်မလဲဆိုတာလုံးဝမသိတော့ပါဘူးဗျ